မင်္ဂလာပါကွယ်ဆရာမကတော့ TC ဘန်းမှာဒီနေ့တော့ Grade 4 သင်စာအခန်း1အစားသင်ခန်းစာတစ်ထဲကစာမျက်နှာ34ကနံပါတ်3လေးကိုဒီဆယ်နဲ့အတူတူလိုက်ပြီးတော့လေ့လာကြည့်အောင်နော်အဲ့တော့ဒီမှာကလေး6ယောက်တည်ရဲ့တကြားလုံး84လုံးကိုဝေယူသည်တဲ့အဲ့တော့ကလေး6ယောက်ကတကြားလုံး84ရုံးကိုဝေယူတယ်ဆိုတော့အညီအမျှယူရမှာเนาะတယောက်ကအများကြီးတယောက်ကအနည်းလေးမဟုတ်ဘူးအညီအမျှယူရမှာအဲ့လိုမျိုးအညီအမျှယူတယ်ဝေယူတယ်ဆိုလို့ရှင်ဒီရှေတို့ကဘာလို့မှတ်ထားရမလဲဆိုရင်စားရမယ်လို့မှတ်ထားရမယ်ဟုတ်ပြီနော်ကဲနောက်တစ်ကြောင်းကိုဖတ်ကြည့်လိုက်အောင်ကလေးတစ်ယောက်လင်တကြားလုံးမြည်မျှရမည်နီဟုတ်ပြီနော် तू ကအများကြီးကိုမေးတာမဟုတ် तू ပေးတာ6ယောက် तू အနည်းလေးကိုမေးတာအနည်းကိုမေးထားပြီဆိုလို့ရှင်လေဒီရှေတို့ကစားပေးရမယ်လို့သိရမယ်အညီအမျှဝေယူရဲဆိုရင်လည်းစားမယ်အနည်းကိုမေးထားတယ်ဆိုရင်လည်းဒီရှေတို့ကစားရမယ်လို့သိရမယ်အဲ့တော့ဒီပု္ပ္ပစာလေးကိုတို့ကဘာလုပ်မလဲဟုတ်တယ်စားမယ်ဆိုတဲ့ဆုံးဖြတ်ချက်လေးတို့ကရှာလိုက်ပြီရှာပြီးပြီဆိုရင်တို့ကပေးထားချက်တွေကဘာရေးရမှာလဲမေးထားချက်တွေကဘာရေးရမှာလဲဆုံးဖြတ်ချက်ကဘာလုပ်ရမှာလဲတို့ကရှာတော့မယ်အဲ့တော့ကလေး6ယောက်ကိုတို့ဘယ်လိုရေးမလဲကလေးပေါင်းလို့လည်းရေးလို့ရတယ်ကလေးများလို့လည်းရေးလို့ရတယ်ကလေးလို့လည်းရေးလို့ရတယ်ကိုကြိုက်တယ်လို့ရေးကလေးညီမချင်း6ယောက်ဟုတ်ပြီနောက်က84လုံးကဘာတွေလဲတကြားလုံးနေဘာတွေလဲတကြားလုံးနေဖြစ်တဲ့အတွက်ကြောင့်တကြားလုံးပေါင်းလို့လည်းရေးလို့ရတယ်တကြားလုံးလို့လည်းရေးလို့ရတယ်တကြားလုံးပေါင်းညီမချင်း84လုံးဟုတ်ပြီ तू ပေးထားတာလေးကိုတို့ကရေးပြီးသွားပြီနှစ်ကြောင်းရေးပြီးသွားပြီဒါဆိုရင် तू ဘာမေးထားလဲတဲ့ဆိုတာတို့ကကြည့်ရမယ်ကလေးတစ်ယောက်လင်းနဲ့တကြားလုံးမြည်မျှရမည်နီအဲ့တော့တို့ကမြည်မျှဆိုတဲ့စကားလုံးလေးကိုတွေ့တယ်နော်အဲ့တော့မြည်မျှရဲ့ရှေ့မှာရှိတဲ့စာလေးတွေရဲ့မြည်မျှရဲ့နောက်မှာရှိတဲ့စာလေးတွေရဲ့ကိုပါအောင်ရေးပေးလို့ရှင်ပို့ပြီးတော့အဆင်ပြေတယ်အဲ့တော့မြည်မျှရဲ့နောက်မှာရဆိုတာရှိတယ်မြည်မျှရဲ့ရှေ့မှာကလေးတစ်ယောက်လင်းရှိတယ်တကြားလုံးရှိတယ်ဟုတ်ပြီနော်အဲ့တော့ကလေးတစ်ယောက်လင်းတကြားလုံးရှိတယ်ဒါလေးကိုတို့ကတင်းနေအောင်ရေးမယ်ဆိုလို့ရှင်ကလေးတစ်ယောက်လင်းတကြားလုံးလို့ရေးမှလားကလေးတစ်ယောက်လင်းရတော့တကြားလုံးလို့ရေးမလားဒါလေးကပို့အဆင်ပြေတယ်ပေါ့နော်ဒီမှာကြည့်မယ်နော်ကလေးတစ်ယောက်လင်းရတော့တကြားလုံးနဲ့ဒါကမေးထားတာပေါ့နော်မေးထားချက်ကလေးကိုဒီမှာရေးလိုက်ပြီးနောက်တစ်ချောင်းကကြတော့ဆုံးဖြတ်ချက်ရှာတော့မယ်ဆိုရင်ဒီမေးထားချက်ကလေးကိုပဲပြန်ရေးမယ်ကလေးတစ်ယောက်လင်းရတော့တကြားလုံးညီမချင်းစုစုပေါင်းအရေအတွက်က84လုံးကို6ယောက်လေးနဲ့ဘာလုပ်လိုက်မလဲဆိုရင်ဒီချေတို့ကစားပေးမယ်ဟုတ်ပြီစားဖို့အတွက်ဒီချေတို့ကဒီမှာအိမ်လေးစောက်လိုက်မယ်84တီကိန်းလေးကိုအိမ်လေးထဲမှာထည့်ပြီးတော့ဒီနောက်ကစားကိန်းလေးဖြစ်တဲ့ရှောက်လေးကိုအပြင်မှာထားပြီးတော့ဒီချေတို့ကစားလိုက်မယ်ကဲစားတော့မယ်ဆိုရင်တို့သမီးတို့ကဘာကိုအရင်ကြည့်ရမှာလဲဆိုလို့ရှင်စားကိန်းလေးကိုကြည့်မယ်စားကိန်းလေးကဘယ်လောက်ဖြစ်နေတော့ရှောက်ဖြစ်နေတယ်ဒါဆိုရင်သူ့ရဲ့တီကိန်းကိုကြည့်မယ်တီကိန်းဒီမှာတစ်လုံးဆိုရင်ဒီမှာကတစ်လုံးကိုကြည့်မယ်တယောက်ရှင်းပေါ့ကွာတယောက်ရှင်းရှာမယ်ဟုတ်ပြီနော်အဲ့တော့တယောက်ရှင်းကိုပဲအရင်ကြည့်မယ်ကဲရှေ့ရဲ့ရှောက်ရဲ့အဲ့ဒီတီကိန်းကလေးကစားကိန်းထက်ကြီးနေရင်လည်းရတယ်စားကိန်းနဲ့အတူတူဖြစ်နေလို့ရှင်လည်းရတယ်ဟုတ်ပြီနော်တယောက်ရှင်းဝင်လို့ရလားတစ်ချက်ကြည့်မယ်အဲ့တော့ဒီရှောက်ကလေးကနေပြီးတော့ရှစ်ထဲကိုဝင်ဖို့အတွက်သူကကြီးနေတာဖြစ်တဲ့အတွက်ကြောင့်တစ်လုံးနဲ့ဝင်လို့ရပါတယ်ဒီရှေ့လို့ကဟုတ်ပြီနော်တကယ်လို့ဒီနေရာမှာရှစ်ကလေးကသူ့တဲ့ရှောက်တဲ့ငယ်နေတဲ့ဥပမာ9တို့4တို့ဖြစ်နေမယ်ဆိုရင်တော့တို့ကတစ်လုံးဝင်လို့မရဘူးနောက်ထပ်တစ်လုံးမှဝင်ပေးရမယ်အဲ့တော့ဒီနေရာမှာရှစ်ဖြစ်နေတဲ့အတွက်ကြောင့်မလို့တို့ကဝင်လို့ရတယ်ဒါကြောင့်ရှောက်လီလေးဆိုလိုက်မယ်ပေါ့နော်အဲ့တော့အလီဆိုတဲ့နေရာမှာတို့ကများသွားပြီဆိုရင်တလီလျှော့ပေးရမယ်ဒီကိန်းတက်များသွားပြီဆိုရင်တလီလျှော့ပေးရမယ်ပေါ့နော်အဲ့တော့တို့ကဝင်လိုက်မယ်ရှောက်တလီရှောက်2လီဆိုရင်တို့ကစနစ်ဖြစ်သွားမှာရှစ်ထဲကိုဝင်လို့မရတော့ကြီးသွားတဲ့အတွက်ကြောင့်မလို့ဟုတ်ပြီနော်အဲ့တော့တို့ကရှောက်တလီရှောက်လို့ဝင်လိုက်မယ်အဲ့တော့သူ့ပေါ်မှာဝင်ထားတာဖြစ်တဲ့ကြောင့်သူ့ပေါ်မှာတန်လေးတင်လိုက်ပါမယ်ရှောက်တလီရှောက်ဟုတ်ပြီအဲ့တော့တို့ကနှုတ်ပေးမယ်ရှစ်ထဲကရှောက်ကိုနှုတ်တော့ဘယ်လောက်ရလဲ2ရတယ်ဟုတ်ပြီနော်ပြီးလို့ရှင်ဘာကိုဆွဲရှာမလဲတို့က4ကိုဆွဲပြီးတော့ရှာမယ်တစ်လုံးဆွဲရှာမယ်ဟုတ်ပြီအဲ့တော့တို့က24ပေါ့ဟုတ်ပြီနော်အဲ့တော့24ကိုတို့ကရှောက်အလီနဲ့ဝင်မယ်တစ်လုံးဝင်လို့ရလားတစ်ချက်ကြည့်နော်ဝင်လို့မရဘူးဆိုရင်နှလုံးလုံးဝင်လိုက်မယ်ရှောက်ကဒီမဲ့နှစ်ကိုဝင်လို့မရတဲ့အတွက်ကြောင့်မလို့နှလုံးလုံးဝင်မယ်အဲ့တော့ရှောက်လီဆိုမယ်ရှောက်တလီရှောက်2လီ7နှစ်ရှောက်3လီ18ရှောက်4လီ24ကဲ24တူနေပြီနော်အဲ့တော့တို့ကဘယ်နှလီဝင်လိုက်တာလဲ4လီဝင်လိုက်တာဟုတ်ပြီနော်တို့က4လီဝင်လိုက်တယ်ရှောက်4လီ20နဲ့မှ4ဟုတ်ပြီတို့ကနှုတ်ကြည့်လိုက်မယ်ကဲတော့24တွေက24ကိုနှုတ်တော့ဘယ်လောက်လဲ3ညကျန်တယ်အဲ့တော့အပြေကတို့ကဘယ်လောက်ရလဲ14ရတယ်ကဲအဲ့တော့ဒီမှာဆုံးဖြတ်ချက်လေးမှာရှိနေတဲ့မေးထားချက်လေးမှာရှိနေတဲ့စာကြောင်းလေးကိုတို့ကပြန်ပြီးတော့ရေးမယ်ကလေးတယောက်လင်ရတော့တကြားလုံးဟုတ်ပြီနော်ကလေးတယောက်လင်ရတော့
တကြားလုံးလို့ရေးလိုက်မယ်ကဲတကြားလုံးကကျတော့ကလေးတစ်ယောက်လည်းရတော့တကြားလုံးလို့ပြောတဲ့အတွက်ကြောင့် unit ကရောက်တက်မှာလားလုံးတက်မှာလားဟုတ်တယ်တကြားလုံးဖြစ်တဲ့အတွက်ကြောင့်တို့ကဗာတက်မလဲဆက်အဖြေရ14ဖြစ်တဲ့အတွက်ကြောင့်14 unit ကလုံးတက်လိုက်မှဖြစ်ပါတယ်အဲ့တော့ဒီလိုပုံစံလေးတို့ဒါတို့သမီးတို့နားလည်သွားပြီလို့ထင်ပါတယ်နောက်ပြီးတော့မှတွေ့ပါမယ်ရှင်